မင်္ဂလာပါဒီနေ့တော့ရိုးရှင်းလွယ်ကူပြီးစားကောင်းတဲ့တက်တက်လို့ပြောင်းမှုကြော်လေးကြော်ပါမယ်ပြောင်းဘူးနှစ်ခုလီးပါမယ်ကြက်သွန်လေးနှလုံးလီးပါမယ်ကြက်သွန်လေးစီတက်ပါမယ်လီးထားတဲ့ပြောင်းမှုလေးတွေထည့်ပါမယ်စားအရသာမှုန်ထည့်ပါမယ်အဖုံးလေးအုပ်ပြီးမိနစ်အနည်းငယ်လောက်ထားပါမယ်ကျွန်တော်ကတော့အိမ်မှာစိုက်ထားတဲ့ကြက်သွန်မိန်လေးတွေခူးပါမယ်ပြောင်းမှုလေးနတ်မနက်အခြေအနေလေးကြည့်ပါမယ်ပြောင်းမှုလေးနတ်လို့အရသာလေးအဆင်ပြေပြီဆိုရင်တော့ခူးထားတဲ့ကြက်သွန်မိန်လေးတွေထည့်ပါမယ်အနံလေးထပ်မွေးစီကိုငရုတ်ကောင်းလေးထည့်ပါမယ်အနံမွေးပြီးစားကောင်းတဲ့တက်လို့ပြောင်းမှုကြော်လေးရပါပြီဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ